နီးလမ်းမှန်နဲ့ဆွဲတတ်ရင်ဘယ်သူမှမဆိုချစ်လာအောင်လုပ်လို့ရတယ်အချိန်တိုင်းຫນွေဦးကြတာနဲ့တေးစုံငယ်တွေမြုံသွားတတ်တယ်နိုးဝင်သားနဲ့ပစည်းနဲ့ငြိမ်ကျသွားတာအမဲလိုက်ကွေးတောင်တစ်ခါတည်းတောရုံကိုမလိုက်ပဲဝေးလေကြောင်ပဲလှုပ်တတ်တယ်အဆွဲကောင်းတဲ့စကလုံးတွေကိုဒါကိုကသုံးတတ်မယ်ဆိုရင်အခါခွင့်နဲ့ကြုံကြရင်တင်းခံထားတဲ့နှလုံးသားလေးကိုတောင်ဖမ်းဆုပ်နိုင်တယ်ဘလောက်ပဲပြီးကက်နေတဲ့သူဖြစ်ပါစေခွင်းချသွားရင်ရင်ချပြီးအချစ်ဆိုတော့လိုချင်သွားတတ်တယ်အဓိကကတော့ကိုကအဲ့ဒီအချစ်နဲ့ပတ်သက်တဲ့ပြရစကလုံးတွေကိုကိုကကျွမ်းကျင်မှုလို့တယ်အဲ့ဒီစကလုံးတွေကိုသာတတ်နိုင်မယ်ဆိုရင်ကြွေကြပြီးတခါတည်းမြေခသွားလိမ့်မယ်သိချင် comment မှာရေးခဲ့ပါ